အားလုံးပဲမင်္ဂလာပါ Github Community ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ကပ်ပိုအသုံးပြုနည်းကိုအသေးစိတ်လေးရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ဗီဒီယိုဆုံးခဲ့ပြီးလက်ကြည့်ပေးပါခင်ဗျာဟုတ်ပြီအခုကျွန်တော်တို့ကကပ်ပိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုမပြောခင်ဘာကြောင့်ကျွန်တော်တို့ကကပ်ပိုကိုအသုံးပြုကြသလဲဆိုတာကိုကျွန်တော်အရင်နည်းနည်းလေးရှင်းပြပေးသွားမယ်ပေါ့နော်ကျွန်တော်တို့ကကပ်ပိုကိုအသုံးပြုတယ်ဆိုတာရည်ရွယ်ချက်တွေမျိုးစုံရှိတယ်တချို့ကကြောက်လဲဒါသချင်းကိုကီးတင်ခြင်းလို့ပေါ့နော်မူရင်းတစ်ချင်းကကျွန်တော်စီနဲ့တီးထားတယ်စီကီးထဲမှာဆိုထားတယ်စီကီးထဲမှာတီးထားတယ်ဒါပေမဲ့ကိုကအထက်မြင့်အောင်ဆိုနိုင်တယ်ဆိုလဲဆိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကပ်ပိုကိုညှက်ပြီးတော့ကျွန်တော်ကီးမြင့်လိုက်တယ်ပေါ့နော်ဥမာအနေနဲ့စီနဲ့တီးထားတဲ့ချင်းကိုကျွန်တော်တို့ကကီးမြင့်ခြင်းလဲဆိုလို့ရှိရင်နံပါတ်1ဘာမှညှက်လိုက်မယ်ဆိုရင်ဒါစီထက်မြင့်သွားပြီပဲဒီကြတာကိုကဒီမှာစီနဲ့ကင်ပြီးတီးနေတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဆိုနေရတဲ့တစ်ချိန်ကကျွန်တော်တို့စီကီးထဲမှာမဟုတ်ဘူးစီထက်တော့တစ်စိမ့်မြင့်သွားပြီတစ်ဘာမှညှက်ထားလို့ပေါ့နော်တကယ်လို့နှစ်ဘာမှညှက်ထားမှဆိုရင်ဒါစီကီးထက်နှစ်ဆကျွန်တော်မြင့်သွားပြီပေါ့နော်စီကီးထဲမှာမဟုတ်တော့ဘူးစီထက်နှစ်ဆမြင့်တဲ့ကီးတဲ့ကိုကျွန်တော်ရောက်သွားပြီအဲ့လိုပဲကျွန်တော်တို့၅ဘာမှညှက်ထားမှဆိုရင်ဒါစီနဲ့တီးနေတော့ညာလဲကျွန်တော်တို့တီးနေရတဲ့အချိန်ကျွန်တော်တို့ဆိုနေရတဲ့အချိန်ကစီထက်၅ဆမြင့်သွားပြီပေါ့နော်ဒါလေးကိုကျွန်တော်တို့အရင်နားလည်ထားဖို့လိုလိမ့်မယ်ထင်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ကပ်ပိုကိုအသုံးပြုတဲ့ရည်ရွယ်ချက်တွေတည်းကတစ်ခုကတော့ပေါ့နော်ကျွန်တော်တို့က plugin တီးခြင်းနဲ့ plugin တွေပါတီးဖို့လိုအပ်တဲ့ခြင်းတွေပါရှိတယ်ဗျကျွန်တော်တို့တီးကြရမယ့်တစ်ခြင်းရဲ့မူရင်းကကျွန်တော်တို့ဒါ A major chord နဲ့ကျွန်တော်တို့တီးထားတယ် A E G flat minor D စတဲ့ chord ၄ခုနဲ့ကျွန်တော်တို့တီးထားတယ်ဒါပေမဲ့ကျွန်တော်တို့က plugin ကိုအဲ့ထဲမှာမတီးတတ်ဘူးကျွန်တော်မတီးတတ်ဘူးဘယ်ထဲမှာတီးတတ်လဲဆိုတော့ကျွန်တော် G ထဲမှာတီးတတ်တယ် G D E minor C အဲ့ဒီဟာတွေကလွယ်တာဟုတ်နော်ကာရတာလည်းလွယ်တာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီကောင်လေးနဲ့တီးတတ်တယ် G major scale ထဲမှာကျွန်တော်တို့ကတီးတတ်တယ်ဒါပေမဲ့တချင်းရဲ့မူရင်းမှာကျတော့ A major scale ထဲမှာတီးထားတာ A E G flat minor D ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပြဿနာစတက်ပြီမူရင်းထဲမှာတီးထားတာကျတော့ကျွန်တော်တို့ A major scale နဲ့ကျွန်တော်တို့တီးနိုင်တာကျတော့ G major scale နဲ့အဲ့ဒီအခါမှာကျွန်တော်တို့ကပ်ပိုကိုသုံးပြီးတော့ key ကိုပြောင်းလို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကပ်ပိုမှာတင်လို့ပဲရတယ်ကျွန်တော် short လို့မရဘူး key ကို short လို့မရဘူးပေါ့နော်ကျွန်တော်တို့တီးနေတဲ့ key က C ဖြစ်နေရင်ကပ်ပိုနံပါတ်1မှာညှက်လိုက်ရင်စီတက်မြင့်သွားတာပဲဖြစ်မှာစီတက်နှိမ့်သွားတာမဖြစ်နိုင်ဘူးကျွန်တော်တို့ကမူရင်းတစ်ချင်းရဲ့ကျွန်တော် original key ရပါတော့ကျွန်တော်တို့တီးနိုင်တဲ့ key ထက်နှိမ့်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကပ်ပိုကိုသုံးလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမူရင်းထက်ပိုပြီးတော့နှိမ့်အောင်ကျွန်တော်ကတီးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကပ်ပိုသုံးဖို့မလွယ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကပ်ပိုမှာကျွန်တော်ကတင်လို့ပဲရတယ် short လို့မရဘူးအားလေးတခုကိုကျွန်တော်အရင်နားလည်ထားစေချင်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ထပ်ပြီးတော့မြင်သာထင်သာရှိအောင်ပြောပြရမယ်ဆိုရင်ရိုးရှင်းသောဘွားဆိုတဲ့တခြင်းဆိုလို့ရှိရင်ကျွန်တော် G major scale G key ထဲမှာကျွန်တော်တီးထားတယ်အဲ့ဒီအတွက်ကြောင့်သူ့ရဲ့ chord တွေက G E minor B minor C D စတဲ့ chord တွေပါမယ်ပေါ့နော် E minor လည်းပါအောင်ပါလိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူ့မှာပါတဲ့ chord တွေတိုင်းကိုသူစီထားတဲ့အတိုင်းပဲကျွန်တော်လိုက်တီးမယ်အဲ့ဒီတိုင်းပဲကပ်ပိုမညက်ပဲတီးမယ်ဆိုလို့ရှိရင်အဲ့ဒါ G major scale ထဲမှာတီးနေတာဒါပေမဲ့ကျွန်တော်တို့ကအဲ့ထက်ပိုပြီးတော့မူရင်းဆိုရှင်မျိုးကြီးထက်ကျွန်တော်တို့ကပို့ပြီး online နဲ့ Google အတန်းပိုင်ရှင်တွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ key ကိုထပ်ပြီးတင်ကျင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကပ်ပိုညှက်လိုက်ရုံပဲကိုဘယ်လောက်တင်ကျင်လာလဲတစ်စတင်ကျင်ရင်တစ်ဘာမှညက်နှစ်စတင်ကျင်နှစ်ဘာမှညက်ပြီးရင်မူရင်းပေးထားတဲ့အတိုင်းပဲတီးရုံပဲဒါပေမဲ့ကျွန်တော်တို့ကမူရင်းထဲက code အတိုင်းပဲတီးနေတယ်ဆိုပေမဲ့မူရင်းထဲက ski နဲ့ကျွန်တော်မူရင်းထဲက key နဲ့စုံနေတာတီးနေတာတော့မဟုတ်တော့ဘူးပေါ့နော်ဒါလေးကိုကျွန်တော်အရင်နားလည်စေချင်တယ်အဲ့ဒီမှာကျွန်တော်တို့ကအဲ့ရိုးရှင်းသောဘွားဆိုတဲ့တချင်းကြီးကတအားမြင့်နေတယ်ငါမအော်နိုင်ဘူးမူရင်းစုထားတာကြီးကတအားမြင့်နေတဲ့အတွက်ကျွန်တော်တို့ကနေချင်တယ်ကီးနေချင်တယ်ပေါ့နော်ကျွန်တော်တို့ကမအော်နိုင်ဘူးမစုနိုင်ဘူးတီးရတော့တီးနိုင်တဲ့အတိုင်းမှာမစုနိုင်ဘူးဖြစ်တဲ့အတွက်ကီး short ချင်တယ်ဆိုလို့ရှိရင်ကပ်ပိုချင်းညှက်ပြီးတော့ကျွန်တော် short လို့ရလားဆိုတော့ short လို့မရဘူးအဲ့လိုမျိုးဆို short လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါဂိတ်ဆုံးရောက်နေပြီပေါ့နော် short မယ်ဆိုကျွန်တော်တို့ကဒီကပ်ပိုဒီဘက်မှာညှက်မှရမှာဟုတ်တယ်မလားဒီဘက်မှာကျွန်တော်ညှက်เสียရလည်းမရှိဘူးတကယ်လို့အဘက်မှာသွားညှက်နေတယ်ကျွန်တော်တီးလို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်ကပ်ပိုကကျွန်တော် key short တဲ့နေရာမှာတော့အသုံးဝင် key တင်တဲ့နေရာမှာတော့အသုံးဝင်နေဆိုတာလေးကိုကျွန်တော်အရင်ပြပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမူရင်းတစ်ချင်းထက်ပေါ့နော်မူရင်းတစ်ချင်းထက်ကျွန်တော်တို့ပို့ပြီးတော့မြင့်အောင်ပို့ပြီးတော့မြင့်လေးကျွန်တော်တီးကျင်နဲ့ဆိုကျင်နဲ့ဆိုလို့ရှိရင်တော့ကပ်ပိုညှက်လိုက်လို့ရတယ်ကိုမြင့်ကျင်တဲ့အနေထားပေါ့နော်တစ်စမြင့်ကျင်တစ်ဘာမှညှက်မယ်နှစ်စမြင့်ကျင်နှစ်ဘာမှညှက်မယ်ခုနှစ်စမြင့်ကျင်တယ်ဆိုရင်ခုနှစ်ဘာမှညှက်ပြီးကျွန်တော်တီးလို့ရတယ်ကျွန်တော်10စမြင့်ကျင်တယ်ဆိုလို့ရှိရင်လည်း10ဘာမှကျွန်တော်ညှက်လိုက်ရုံပဲကျွန်တော်ကိုမြင့်ကျင်တဲ့အတိုင်းပဲ copy တွေကလည်းသူပေးထားတဲ့အတိုင်းပဲကျွန်တော်ပြောင်းစရာမလိုဘူးဒီတိုင်းပဲတီးွားရုံပဲပေါ့နော်ဒါအဲ့လောက်ကြီးပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကမူရင်းတစ်ချင်းထက်မူရင်းစုထားတာထက်မူရင်းကတီးထားတာထက်ကျွန်တော်ကနှိမ့်ပြီးတော့ short ချပြီးတော့ကျွန်တော်ကတီးကျင်တယ်ဆိုလို့ရှိရင်ကျတော့ကောက်ပိုကညှက်လို့မရတော့မူရင်းစုထားတာထက်မူရင်းကတီးထားတာထက်မူရင်းဖန်တီးထားတာတက်ကိုကျွန်တော်တို့က short ချပြီးတော့ကျွန်တော်ကပြန်တီးကျင်တယ်ပြန်စုကျင်တယ်ဆိုလို့ရှိရင်ကျတော့ကောက်ပိုကကျွန်တော်တို့အတွက်အသုံးမဝင်တော့ဘူးပေါ့နော်လုံးလို့မရတော့ဘူးပေါ့နော်ကောက်ပိုနဲ့ကျွန်တော်တို့ key မှာ short လို့မရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လို short ချလို့ရလဲဆိုတာကကျတော့ကျွန်တော်အရင်ကကျွန်တော်ရဲ့ဒီ channel မှာတင်ထားခဲ့ပြီးရယ်ကီးရှာနေဆိုတဲ့ဗီဒီယိုဖိုင်ကိုပြန်သွားကြည့်တော့ရလိမ့်မယ်တင်တယ်ကျွန်တော်အပိုင်းလေးနဲ့လည်းခွဲပြီးတင်ထားတယ်ဗီဒီယိုအစအဆုံးလည်းကျွန်တော် TikTok မှာရောကျွန်တော်ရဲ့ YouTube channel မှာရောကျွန်တော်တင်ထားပေးပါတယ်အဲ့ဒါကိုပြန်သွားကြည့်မယ်ဆိုရင်တော့သိလိမ့်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်အကြမ်းမြင့်လေးအဲ့ဒါဟာလေးကိုပြန်ပြီး remind လုပ်တဲ့အနေနဲ့ကျွန်တော်နည်းနည်းလေးပြန်ပြောပြပေးမယ်
ဥပမာအနေနဲ့ကျွန်တော်တို့မူရင်းတီးရမယ့်တစ်ချိန်ကခုနလိုမျိုးပဲကျွန်တော်တို့ A meter scale ထဲမှာတီးရမယ် A G flat minor D E စတဲ့ round chord နဲ့တီးရမယ်ပေါ့နော် A G flat minor D E ဆိုတဲ့ round chord နဲ့တီးရမယ်တစ်ချိန်တစ်ပုတ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီထဲမှာပါတဲ့ chord တွေနဲ့ကျွန်တော်တို့တီးလို့လည်းရတယ်တီးလည်းတီးနိုင်တယ်ဒါပေမဲ့ကျွန်တော်မဆိုနိုင်ဘူးអော်ရတယ်ပေါ့နော်အရင်မြင့်တယ်ပေါ့နော်ကျွန်တော်တို့ဟိုဆိုရတာနည်းနည်းမြင့်နေခံစားရတယ် key short ခြင်းတယ်နော်အဲ့ခါကျကျွန်တော်ကပ်ဖို့သွားသုံးလို့မရဘူးကျွန်တော်ခုနပြောတဲ့ key ရှာအနေနဲ့ကျွန်တော်တို့လုပ်လို့ရတယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့သူ့ထက်နှိမ့်တဲ့ key ကဘာလဲဆိုတော့ကျွန်တော်စဉ်းစားတယ်ဒီမှာရှိတဲ့ဇယားတိုင်းမှာရှိတဲ့အတိုင်းပဲကျွန်တော်တို့ကဟိုလိုချင်တဲ့ဟာနဲ့ note ကိုအရင်ထုတ်မယ်ထုတ်ပြီးအဲ့ note မှာလိုအပ်တဲ့ chord ကိုကျွန်တော်ဖြည့်ပြီးတော့ကျွန်တော် key ရှာပြီးတော့တီးလို့ရတယ်ပေါ့နော်အဲ့ဒီဟာကိုနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာထောက်ပေးထားတဲ့ video file ကိုသွားပြီးလေ့လာပြီးတော့အသေးစိတ်ကြည့်လို့ရတယ်ဒီမှာကတော့ကျွန်တော်အဲ့ဒီအကြောင်းကိုပြောပြမှာမဟုတ်ဘဲနဲ့ကပ်ဖို့ဘလို့အသုံးပြုလာလဲဆိုတာကိုကျွန်တော်ပြောပြမှာပေါ့နော်အဲ့ဒါလေးကိုပဲကျွန်တော်ဆက်ပြီးရှင်းပြပေးပါရစေအဲ့တော့အခုကျွန်တော်တို့ကကပ်ဖို့ဘလို့အသုံးပြုရမလဲဆိုတဲ့အခန်းကိုသွားလိုက်ကြရအောင်ပေါ့နော်ရှေ့မှာကျွန်တော်ခုနရှင်းပြပြီးသွားတဲ့အကြောင်းအရာတွေကိုနားလည်မယ်ဆိုလို့ရှိရင်ကပ်ဖို့ဆိုတာကကျွန်တော်တို့က key chain ပြီးတဲ့ပစ္စည်းတစ်ခုလို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး key chain တဲ့နေရာမှာကျွန်တော်တို့ကအမြင့်ကိုပဲကျွန်တော်တို့က chain လို့ရတယ်အနှိမ့်ကိုကျွန်တော်တို့ကဒီကောင်မပြောင်းပေးနိုင်ဘူးပေါ့နော်ဒီကပ်ဖို့တွေကအဲ့တော့ကျွန်တော်တို့ကကပ်ဖို့ဆိုတာဘာလုပ်တဲ့ဟာလဲဆိုလို့ရှိရင်ကျွန်တော် key မြင့်တဲ့အရာလို့ပဲကျွန်တော်အလွယ်တကူမှတ်လို့ရတယ် key short လို့မှမရတာဟုတ်တယ်မလားအဲ့တော့ကျွန်တော် key မြင့်ပေးတဲ့အရာ key တင်ပေးတဲ့အရာဟုတ်ပြီဘယ်လိုမျိုးမြင့်ပေးလဲဆိုတာကိုအခုကျွန်တော်စာပြီးပြပြပေးသွားပါမယ်အကယ်၍များအခုကျွန်တော်တို့ကဒီမှာဂီတာမှာကပ်ဖို့လုံးဝမညှက်ထားဘဲနဲ့ကျွန်တော် G major chord ကိုကင်မယ်ပြီးရင် G ကိုတီးလိုက်မယ် G major chord ကိုကင်ထားတာဖြစ်တဲ့အတွက် G major chord အတန်ထွက်လာတာဒါတန်တရားဝင်စရာမလိုဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အခုကျွန်တော်ကကပ်ဖို့နံပါတ်1မှာညှက်လိုက်မယ်ပြီးရင်ခုနအတိုင်းပဲ G major chord ကိုကင်ပြီးတော့ဆက်ပြီးတီးပါမယ်ကျွန်တော်ကင်ထားတဲ့ chord ကတော့ G major chord မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တီးလိုက်လဲထွက်လာတဲ့အတန် guitar chord ရဲ့အတန်ကကျတော့ G major ဟုတ်သေးလားဆိုတော့မဟုတ်တော့ပါဘူး။ဘာပြောင်းသွားလဲဆိုတော့ကျွန်တော်တို့ဒါသူ့ထက်မြင့်သွားပြီပေါ့နော်။ကျွန်တော်တပားမှညှက်ထားတာဖြစ်တဲ့အတွက်တဆမြင့်သွားပြီ။အဲ့တော့ G ထက်တဆမြင့်တာကကျတော့ A မဟုတ်ဘူးเนาะ။ဘာလို့လဲဆိုတော့ဂျားထဲမှာကျွန်တော် hash flat တွေရှိသေးတယ်။အဲ့ဒီအတွက်ကြောင့်ဒီဟာ hash ဘာ hash လဲဆိုတော့ကျွန်တော် G ကနေပြီးတော့မြင့်လာတာဖြစ်တဲ့အတွက် G hash ဟုတ်ပြီနော်။အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်2ဘာမှညှက်လိုက်မယ်ဆိုလို့ရှိရင်ရောဘာပြောင်းသွားလဲဆိုတော့ကပ်ပုံမညှက်ဖက်နဲ့တီးထားတော့က G major ဟုတ်ပြီနော်အဲ့ဒါဆိုအခုကျွန်တော်နံပါတ်1မှာမဟုတ်နံပါတ်2မှာညှက်လိုက်မှာဆိုတော့အဲ့ဒါ G hash ပြောင်းသွားလားဆိုတော့မဟုတ်ဘူးဒီမှာညှက်ရင်ဒါ G hash ဖြစ်မှာအဲ့တော့ကျွန်တော်နံပါတ်2မှာကျတော့သူတက်နှစ်ဆမြင့်တာ G ထက်နှစ်ဆမြင့်တာနော် G hash တက်ကကျတော့တစ်ဆတည်းမြင့်တာ G ထက်ကျတော့နှစ်ဆမြင့်သွားတာအဲ့တော့ G ထက်နှစ်ဆမြင့်တာကျတော့ဘာလဲဆိုတော့ A major အဲ့တော့ကျွန်တော်တို့ကဒီမှာကပ်ပိုနှစ်ပိုင်းညှက်ပြီးတော့ကျွန်တော်တို့ G major chord ကိုတီးလိုက်တယ်တီးထားတဲ့ chord ကကျွန်တော်တို့ကင်ထားတဲ့ chord က G major chord မှန်တယ်မြဲကျွန်တော်တို့တီးလိုက်လို့ထွက်လာတဲ့အတန်နဲ့ chord ကကြတော့ G major chord မဟုတ်တော့ဘူး A major chord ပြောင်းသွားပြီအခုကျွန်တော်ကပ်ပိုဖြုတ်ထားပြီးတော့ A major chord ကိုကျွန်တော်တီးပြပါမယ်အဲ့တော့ကျွန်တော်တို့ကကန်ရတဲ့ chord ကတော့ပြောင်းသွားတယ်ပေါ့နော်ကျွန်တော်တို့တီးနေရတဲ့ key က A key ကိုပဲတီးတာကျွန်တော်နံပါတ်2မှာညှက်ပြီးတော့ A key ကိုတီးချင်တယ်ဆိုလို့ရှိရင်ကျွန်တော် G ကိုကန်မှသာလျင်ကျွန်တော်တို့ A key ထွက်လာမှာပေါ့နော် A major key ရဲ့အတန်ကိုထွက်လာမှာတကယ်လို့ကပ်ပုံမညှက်ထားဘူးဆိုရင်တော့ A major chord ကိုသူ့နေရာနဲ့သူကန်ပြီးတော့တီးတာကအဲ့ဒါက A major chord ရဲ့အတန်နဲ့ထွက်တယ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့ကပ်ပုံနံပါတ်2ဘာမှညှက်ပြီးတော့ A major chord အတန်ကိုထွက်ချင်တယ်ဆိုလို့ရှိရင် A သွားကန်လို့မရတော့ကျွန်တော်တို့ G major chord ကိုကန်မှာအဲ့ဒါ A major chord ရဲ့အတန်ကိုထွက်မှာဒီတိုင်း open string မှာကျွန်တော်တို့ G ကင်ထားရင်အဲ့ဒါက G major chord ကင်ထားတာဖြစ်တဲ့အတွက် G major key ရဲ့အတန်ဖြစ်ပါတယ်တကယ်လို့နံပါတ်1ဘာမှညှက်လိုက်မယ်ဆိုလို့ရှိရင် G major chord ကင်ထားတာဆိုပေမဲ့ကျွန်တော်တို့ G major chord ရဲ့အတန်မဟုတ်တော့ဘူး G hash major ရဲ့ကျွန်တော်တို့အတန်ဖြစ်သွားပြီတကယ်လို့ကျွန်တော်တို့ကနံပါတ်2ဘာမှပြောင်းညှက်လိုက်ရင်တော့ကျွန်တော်တို့က A major chord ရဲ့အတန်ဖြစ်သွားပြီကင်ထားတာတော့ G major chord ပဲဒါပေမဲ့ကျွန်တော်တို့ A major chord အတန်ပြောင်းသွားပြီဟုတ်ပြီကျွန်တော်နံပါတ်3မှာညှက်မယ်ဆိုလို့ရှိရင်ရောကျွန်တော်နံပါတ်3မှာညှက်ပြီးတော့ G major chord ကိုကင်ပြီးတီးမယ်ဆိုလို့ရှိရင်အဲ့ဒါက G major chord ကင်ထားတယ်ဆိုပေမဲ့အဲ့ဒါ A hash major chord ရဲ့အတန်ထွက်လာတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်နံပါတ်4ဘာမှညှက်မယ်ဆိုလို့ရှိရင်ရောအဲ့ဒီဟာက B major ရဲ့အတန်ဖြစ်ပါတယ်ကင်ထားတာကတော့ကျွန်တော် G major chord ကိုကင်ထားတယ်ဆိုပေမဲ့ကျွန်တော်ဒီမှာတီးလိုက်တာကတော့ B major chord ရဲ့အတန်ကိုတီးလိုက်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနံပါတ်5ပါးမှာကျွန်တော်ညှက်လိုက်မယ်ဆိုရင်ရောအဲ့ဒါဆိုရင်ရှင်ကျွန်တော်ဒီမှာ G major chord ကိုကင်ပြီးတီးမယ်ဒါက G major chord ကိုကင်ပြီးတီးတယ်ဆိုပေမဲ့အတန်ကကြတော့ G major chord ရဲ့အတန်မဟုတ်တော့ဘူးဘာအတန်အထိပြောင်းသွားပြီလဲဆိုတော့ C major chord အတန်အထိကိုပြောင်းသွားပြီကျွန်တော်ဒီမှာနံပါတ်5မှာကပ်ပိုကိုညှက်ပြီးတော့အဲ့ဒီ G ကိုကင်ထားပြီးကျွန်တော်တီးပြပါမယ်
အခုကျွန်တော်ကပ်ဖို့ချုပ်ပြီးတော့စီတီးပြပါမယ်ခုကပ်ဖို့ကိုဘယ်လိုအသုံးပြုရလဲဆိုတာကိုအကြမ်းမြင်လေးတော့သိသွားလိမ့်မယ်ထင်တယ်ဒါကိုထပ်ပြီးတော့ကျွန်တော်အနှစ်ချုပ်ပြီးတော့ပြန်ပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနံပါတ်1ဘာရှိတယ်အဲ့နံပါတ်1ဘာတစ်ဘာထဲမှာညှက်ထားမယ်ဆိုရင်ကျွန်တော်နောက်ထပ် key တစ်ခုတည်းကိုမဝင်သွားသေးဘူးပေါ့နော်ဂျားထဲမှာ hash day flag တွေရှိတယ်ဒီနာနှစ်ဘာပြောင်းမှာကျွန်တော်တို့ code တစ်ခုပြင်မှာဥပမာအနေနဲ့ကျွန်တော်တို့ C major code နဲ့တီးရမယ်တခြင်းကိုကျွန်တော်တို့နံပါတ်2ဘာမှာညှက်ပြီးတော့တီးမယ်ဆိုရင်အဲ့ဒါဆိုရင် D major code တီးပြောင်းသွားပါတယ်ဘာလို့လဲဆိုတော့နှစ်ဘာမှာညှက်လို့တကယ်လို့နံပါတ်1ဘာမှာညှက်လို့ရှိရင်ကျွန်တော်တို့က C hash major သို့မဟုတ် D flag major code ပြောင်းသွားပါလိမ့်မယ်ဟုတ်ပြီနော်အဲဒါဆိုရင်ကျွန်တော်တို့ကဒါနှစ်ကွက်ပေါင်းမှာတစ်ဘာဆိုတာကိုကျွန်တော်နားလည်လိမ့်မယ်လို့ထင်တယ်နှစ်ကွက်ပေါင်းမှာတစ်ဘာနော်ဒါလည်းကျွန်တော်တို့ဒါအကွက်တိုင်းတော့ကိုမပြောဘူးကျွန်တော်တို့ E ကနေပြီး F ကိုချိန်တဲ့အခါရယ် B ကနေပြီး C ကိုချိန်တဲ့အခါမှာတော့ကျွန်တော်နှစ်ကွက်ပေါင်းပြီးတစ်ဘာမဟုတ်ဘူးပေါ့နော်တစ်ကွက်ကိုတစ်ဘာဒီကျန်တဲ့နေရာမှာတော့ကျွန်တော်ဒီနှစ်ကွက်ပေါင်းမှာတစ်ဘာဥမာကျွန်တော်နံပါတ်2ဘာမှညှက်ထားပြီးတော့ကျွန်တော်တို့ဒီမှာ G ကိုတီးမယ်ဆိုရင်အဲ့ဒါ G ထက်နှစ်ဘာမြင်ထားတာ Aဒါ A major ကော့အဲ့လိုပဲကျွန်တော်တို့ A major ကော့ကိုကင်ပြီးတော့ဒီမှာတီးမယ်နံပါတ်2ဘာမှညှက်ထားမယ်ဆိုရင်ဒါ A ကိုကင်ထားတယ်ဆိုပေမဲ့ A ထက်နှစ်ဆမြင်တာကြတော့ B ဟုတ်ပြီနော်နံပါတ်2ဘာမှညှက်ပြီးတော့ A ကိုကင်ရင်အဲ့ဒါ A မဟုတ်ဘူးเนาะအဲ့ဒါ B major အဲ့လိုပဲအဲ့နံပါတ်2ဘာမှညှက်ပြီးတော့ကျွန်တော်တို့က B major ကိုတီးမယ်အဲ့ဒါ B ဟုတ်လားဆိုတော့အဲ့ဒါ B မဟုတ်တော့ဟုတ်ပြီအဲ့ဒါဆို B ထက်နှစ်ဆမြင်တာ C ဆိုရင် B မှာကျတော့နှစ်ဆမမြင်ဘူး B ကနေ C ကိုကျတော့ကျွန်တော်တစ်ဆပဲမြင်တာဖြစ်တဲ့ဒါ C hash သို့မဟုတ် D flag major ဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဒါလေးတော့နားလည်ထားဖို့လိုတယ်ပေါ့နော်ဒါနည်းနည်းလေးရှုပ်တယ်ဆိုတာအဲ့နားလေးတစ်ခုပါပဲကြံတာတော့အဲ့လောက်ကြီးမရှုပ်ဘူးအရင်ခက်တဲ့ထဲမှာမပါဘူးကာပုံညှက်တယ်ဆိုတော့ကျွန်တော်တို့ဘယ်နှဆမြင့်ကျင်တာလဲတစ်ဆမြင့်ကျင်တစ်ဘာမှညှက်မယ်သုံးဆမြင့်ကျင်သုံးဘာမှညှက်မယ်လေးဆမြင့်ကျင်လေးဘာမှညှက်မယ်ခုနှစ်ဆမြင့်ကျင်ခုနှစ်ဘာမှညှက်မယ်ဆယ်ဆမြင့်ကျင်ဆယ်ဘာမှညှက်ပြီးတော့ကျွန်တော်တီးလိုက်ရုံပဲဟုတ်ပြီနော်အခုကတော့ကျွန်တော်ဂီတာနံပါတ်5ဘာမှာကပုံညှက်ထားပြီးတော့ C meter scale တွေကနေပြီးတော့ channel တစ်ပုတ်တီးပြပါမယ်ကျွန်တော်ဘာ key နဲ့တီးနေရလဲဆိုတာကိုပဲလိုက်ပြီးစဉ်းစားပြပါကျွန်တော် copy တွေကတော့ကျွန်တော် C meter scale တွေက copy တွေနဲ့ကျွန်တော်တီးသွားမှာဖြစ်ပါတယ်